Hello ဒီတစ်ခါပြောမယ့်ဟာကကျွန်တော်တို့ဒီ ThinkSpoke ဒီ community edition ကို install လုပ်တဲ့ဟာမှာကျွန်တော်တို့ကဘာ database ကိုသုံးတယ်ဆိုတော့ PostgreSQL database ကိုသုံးတယ်အဲ့တော့ဒီ ThinkSpoke ဒီ community edition ကိုသုံးတဲ့အချိန်မှာကျွန်တော်တို့ကဘာလုပ်လို့မရဘူးလဲဆိုတော့ဒီ monitoring လုပ်လို့ရတယ် data ကိုပြန်ပြီးတော့ဟိုလုပ်လို့မရအောင်ဘာလုပ်လို့မရဘူးလဲဆိုတော့ export လုပ်လို့မရအောင်เนาะ export လုပ်လို့မရတော့ဒါကကျွန်တော်တို့ဒီ code data ကိုပြန်ပြီးတော့ exact file အနေနဲ့ပြန်ထုတ်ချင်တယ်ဘာညာဆိုရင်ဒါအဆင်မပြေဘူးပေါ့ဗျာအဲ့တော့ license version မှာတော့ export လုပ်လို့ရတယ်အဲ့တော့ license version ဆိုတော့တခြားပေါ့เนาะဒီဟာတွေလည်းပို့ပြီးတော့များလာမယ်လို့ယူဆတယ်အဲ့တော့တခြားဘာတွေအားသာချက်ရှိသေးလဲတော့မပြောတတ်ဘူးအဲ့တော့ကိုလိုချင်တာဒါဟိုဟာပေါ့ဒါ compliant အတွက်ဒါ data တွေ export လုပ်ပေးရမယ်ပေါ့နော်ဒါ data ကြည့်ကျင်တယ်နော်ကြည့်ကျင်တယ် export လုပ်ပေးပါဆိုရင် export လုပ်ဖို့လိုလာတယ်အဲ့တော့ ThinkSpoke ရဲ့ database PostgreSQL မှာဘယ်နေရာတွေမှာတင်ထားလဲပေါ့နော်တင်ထားလဲဘယ်နေရာတွေမှာတင်ထားလဲဒါကဟိုဟာဖြစ်လာတာပေါ့နော်ဒါကသိဖို့လိုလာတယ်ဒီဘယ်နေရာမှာတင်ထားလဲဆိုတာသိရဲဆိုရင်ကျွန်တော်တို့ဘာလုပ်လို့ရ data တွေဆွဲထုတ်လို့ရတယ်ပေါ့နော်အဲ့တော့ data တင်ထားတဲ့နေရာကိုသိကျင်တယ်ဆိုရင်ကျွန်တော်တို့ဘာလဲဆိုတော့ installation လုပ်တဲ့အချိန်မှာเนาะ installation လုပ်တဲ့အချိန်မှာcommand line တွေကိုလိုက်ကြည့်တယ်ဆိုရင်ကျွန်တော်တို့သိနိုင်တယ်ပေါ့နော်သိနိုင်တယ်အဲ့တော့ကျွန်တော်လိုက်ကြည့်လိုက်တော့သူကဘယ်နေရာမှာသိမ်းတယ်ဆိုတော့ post pgadmin ကိုကျွန်တော် installation လုပ်လိုက်တယ်အဲ့တော့ pgadmin က installation လုပ်လိုက်တော့เนาะဘာတွေတွေ့ရမလဲဆိုသူက pgadmin မှာသူက ThinkSpoke ကဒီ ThinkSpoke ဆိုပြီးတော့ database တစ်ခုကိုဒီစောက်ထားလိုက်တာပေါ့နော်ဒီ ThinkSpoke database စောက်ထားလိုက်တယ်အဲ့ထဲမှာဘယ်ထဲမှာသွားသိမ်းလဲဆိုတော့ schema ထဲမှာ public ထဲကဘယ်ထဲမှာထည့်လဲဆိုတော့သူကဒီ table ကဘယ်နှခုရှိလဲ59ခုရှိတယ်59ခုထဲမှာဘယ်မှာသိမ်းတယ်ဒီဘယ်မှာသိမ်းလဲဆိုတော့ဒီ time series เนาะ time series kv time series kv latest เนาะဒီနေရာတွေမှာသိမ်းပါတယ်เนาะအဲ့တော့ဒါတွေကဒီနေရာတွေမှာသိမ်းပါတယ်အဲ့တော့ဒီနေရာတွေမှာကြည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာ view data latest 100 row ကိုကြည့်လိုက်တယ်ဆိုရင်ကျွန်တော်တို့ဘာတွေတွေ့ရမလဲဆိုတော့เนาะဘာတွေတွေ့ရမလဲ latest 10 row ကိုချက်ကြည့်10 rowအဲ့တော့ကျွန်တော်တို့ဒီ time series မှာเนาะဒီဟာတွေမှာ data တွေတက်နေတာကိုတွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဘာကိုဘယ်လိုကြည့်မလဲဘယ်လိုသိနိုင်မလဲဆိုတော့ဒီမှာကြည့်ပေါ့နော်2854ပေါ့2854ဆိုတဲ့တန်ဖိုးကဒီကိုရောက်နေတယ်အဲ့တော့2854ကိုဘယ်နာမှာသိမ်းထားလဲเนาะ2854အဲ့တော့အဲ့ကနေတခုချိန်လိုက်တယ်ဆိုရင်ဒီ2854ကဒီမှာပေါ်လာတာပေါ့ဗျာရှာကြည့်မယ်2854ဘယ်နေရာတွေမှာလဲ2854မဟုတ်ပါဘူးဒါဒါဟုတ်တယ်နော်2854ဒီဟာတွေမှာရှိတယ်နော်အဲ့တော့ကျွန်တော်ပြမယ်
လိုလုံးရင်ပိုသိတာမလဲဆိုတော့ကျွန်တော်တို့တစ်ခုလိုက်ကြည့်မယ်နော်လိုက်ကြည့်မယ်ဆိုတော့ဒီလိုမျိုးလိုက်ကြည့်မယ်အဲ့တော့ကျွန်တော် data တစ်ခုပို့လိုက်မယ်နော်အဲ့တော့ data တစ်ခုပို့လိုက်မယ် data တစ်ခုပို့လိုက်မယ်ဒီကနေ data တစ်ခုပို့လိုက်မယ်เนาะ data တစ်ခုကဘာလောက်ပို့လိုက်မယ်ဆိုတော့2465 2465ဆိုတော့2465ကဘယ်နှဝင်သွားလဲတစ်ချက်ကြည့်မယ်24ဘလောက်ဝင်သွားလဲဒီမှာ2465เนาะ2465ကိုလိုက်ကြည့်65ကိုဝင်သွားတာချက်ကြည့်မယ်2465ထဲမှာမပါသေးဘူးဆိုတော့ KB latest view Oro ကိုကြည့်ရမယ်သဘောဖြစ်နေ22.5ဒီမှာเนาะဒီမှာဒါကိုပြန်ကြည့်လိုက်ဒီနံပါတ်ကိုကြည့်လိုက်เนาะဒီ telemetry ရဲ့နံပါတ်ဘယ်လောက်လဲဆိုတော့2223မှာရှိအဲ2223တန်ဖိုးဒီเนาะ24.2 65.1အိုက်ကောင်ဒီ22.5 57.5ဖြစ်သွားလား2223เนาะ22.5 57.5ပေါ့เนาะအဲ့ဒါဖြစ်သွားတယ်เนาะအဲ့တော့ဒီနေရာဒီ2223ပေါ့เนาะ2223ဒါ identity နံပါတ်ဒီအခုဆိုရင်ဘာဖြစ်သွားမလဲဆိုတော့เนาะ refresh ပြန်လုပ်လိုက်တဲ့ဆိုရင် 38.1 ရဲ့ 67.5 ဖြစ်သွားမယ်2223 38.1 67.5 ဖြစ်သွားတယ်เนาะအဲ့တော့ဒီနေရာဒီနှစ်ခုဒီ identity ပေါ့เนาะကျွန်တော်တို့ဟိုဟာတွေနဲ့ပဲเนาะဟိုဟာတွေနဲ့ပဲရှိတယ်ဘာတွေနဲ့ပဲရှိလဲဆိုတော့ဒီကဏ္ဍတွေနဲ့ပဲရှိတယ်เนาะstring နဲ့မရှိဘူး string ဆိုတာဒီဟိုရိုက်ထားတယ်အဲ့မှာ temperature ဆို temperature နဲ့မရှိဘူးပေါ့เนาะကျွန်တော်ဒါတွေနဲ့ပဲရှိတယ်အဲ့တော့အဲ့ဒါကိုတွေးရမှာဖြစ်ပါတယ်အဲ့တော့ဘယ်နေရာမှာရှိလဲဆိုတော့ဒီနေရာမှာရှိပါတယ်เนาะဒီမှာ KB latest ရယ် time series KB ရယ်เนาะဒီနေရာတွေမှာရှိပါတယ်လို့view တဲ့ Oro 2223တဲ့ဒီမှာတူလားတစ်ချက်ကြည့်လိုက်ဒီမှာတော့မတူပါဘူးဗျဒါကဟိုပါပဲထင်တယ်ဒါကဒီမိုအတွက်ဒီမို data တွေပဲဖြစ်ပုံများပါတယ်နော်ဒီမို data ဒါကတော့ဟိုဟာ data ဒီမှာရှိလားတစ်ချက်ကြည့်လားโอเคနော်ဒီနေရာနှစ်ခုမှရှိပါတယ်โอเคဒါကတော့ဒီလောက်ပါပဲဗျာ